တင်းရဲ့ဖုန်းကတင်ပြောလိုက်တဲ့အတန်ကိုဘယ်လိုနားလည်နေလဲ Google ကတင်ရှာနေတဲ့အရာတွေကိုဘယ်လိုသိနေလဲ Chatbot တွေကတကယ်လူသားတွေလို့ဘာကြောင့်ပြန်ဖြေနိုင်ရတာလဲဆိုတာကိုစဉ်းစားကြည့်ဖို့ပါသလားဒါတွေအားလုံးရဲ့အဖြေကတော့ Natural Language Processing NLP ကြောင့်ပါ NLP ဆိုတာ AI ရဲ့နယ်ပယ်ခွဲတစ်ခုဖြစ်ပြီး computer တွေကိုနားလည်အောင်ခွဲခြားစိတ်ဖြာမှုတွေပြုလုပ်နိုင်အောင်လူတွေပြောနေကြဘာသာစကားတွေပြောဆိုနိုင်အောင်ပြုလုပ်ပေးတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ရိုးရှင်းဆုံးပြောရရင် NLP ကသက်တွေကိုလူသားတွေလိုနားထောင်နိုင်စကားပြောနိုင်ဖတ်နိုင်အောင်ကူညီပေးတာပါ။ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ NLP ကိုသတိမထားမိပဲအသုံးပြုနေတာတွေရှိပါတယ်။ဘာသာစကားတစ်ခုကနေတစ်ခုကိုဘာသာပြန်မှု Google Translate အသုံးပြုတာ Siri Alexa လို Virtual Assistant အနေနဲ့ဆက်သွယ်ပြောဆိုတာ Spam email တွေကို detect လုပ်တာ Page Messenger တွေမှာ bot တွေနဲ့အပြန်အလှန်ပြောဆိုတာ ChatGPT လို AI tool အသုံးပြုတာတွေအားလုံးက NLP ကိုအသုံးပြုထားတာပါ။အဲဆို NLP ကဒီအရာတွေမှာဘယ်အခန်းကဏ္ဍကနေအလုပ်လုပ်တာလဲ။အရင်ဆုံးကွန်ပျူတာကကျွန်တော်တို့ပြောလိုက်တဲ့စာသားစကားပြောတွေကိုအပိုင်းငယ်တွေအနေနဲ့စာကြောင်းစကားလုံးတွေအဖြစ်ခွဲခြားလိုက်ပါတယ်။ဒီလုပ်ငန်းစဉ်ကို tokenization လို့ခေါ်ပါတယ်။အဲဒီနောက်မှာခွဲခြားထားတဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့ကြိုးစားပါတော့တယ်။ဒီအဆင့်မှာစကားလုံးတစ်လုံးချင်းစီကိုဘာသာပြန်ရုံတင်မဟုတ်ဘဲအဓိပ္ပာယ်ရှိတဲ့စကားလုံးကိုပါရွေးချယ်ပေးပါတယ်။ဥပမာ bank ဆိုတဲ့စကားလုံးကငွေကြေးအဖွဲ့အစည်းလို့ဆိုလိုတာဖြစ်နိုင်သလိုမြေကမ်းတစ်ခုကိုဆိုလိုတာလည်းဖြစ်နိုင်တဲ့အတွက် NLP ကဒီစာကြောင်းမှာဘယ်စကားလုံးကပို့အဓိပ္ပာယ်ရှိလဲဆိုတာရှာဖွေပေးပါတယ်။ထို့နောက်မှာတော့ machine learning နဲ့ deep learning အသုံးပြုပြီးရပြလာတဲ့ test data တွေကနေလေ့လာသိရင်ကဖြစ်နိုင်ခြေရှိတဲ့အကောင်းဆုံး response တွေကိုထုတ်ပေးပါတယ်။ကျွန်တော်တို့လူသားတွေကတဦးနဲ့တဦးဘာသာစကားနဲ့ဆက်သွယ်ပြောဆိုတဲ့အတွက် NLP ကလည်းဆက်တွေကိုကျွန်တော်တို့နဲ့ဆက်သွယ်တဲ့အခါလူသားတွေလိုပဲသဘာဝကျကျဖြစ်စေဖို့ကူညီပေးပါတယ်။ AI နဲ့တဖြည်းဖြည်းအားကောင်းလာတာနဲ့အမျှ NLP ကလည်းအစွမ်းထက်တဲ့နည်းပညာတစ်ခုဖြစ်လာပြီးကျွန်တော်တို့တွေဘယ်လိုအလုပ်လုပ်လဲဘယ်လိုသင်ယူလဲဘယ်လိုဆက်သွယ်ပြောဆိုလဲဆိုတာတွေကိုပုံဖော်ပြသပေးနေပါတယ်။ဒါကြောင့်ဒီဗီဒီယိုကြည့်ပြီးတဲ့နောက်နည်းပညာကသင်ပြောလိုက်တဲ့စကားတွေကိုနားလည်နေတယ်ဆိုရင်ဒါဟာ NLP ကြောင့်မင်းဆိုတာသတိရလိုက်ပါနော်။